19ရာစုနောက်ပိုင်းဥရောပမှာစက်မှုလုပ်ငန်းတွေတိုးတက်လာပြီးတဲ့နောက်မှာဒီဗြိတိန်နဲ့ပြင်သစ်တို့ကအပြိုင်ဆိုင်နှစ်ချက်အင်ပါယာတွေချထွင်လာကြပါတယ်ဒီဗြိတိန်မှာဆိုရင်လည်းဒီစက်မှုတော်လှန်ရေးဥပဒေဖြစ်သွားခဲ့တာကြောင့်ကမ္ဘာအင်အားကြီးသောနေမွန်အင်ပါယာတော့ဖြစ်လာခဲ့ပါတယ်အဲ့လိုဥရောပကဗြိတိန်နဲ့ပြင်သစ်တို့ရဲ့အပြိုင်ဆိုင်နှစ်ချက်ဝါဒတွေဟာတခြားသောဥရောပအင်ပါယာနိုင်ငံတွေစီကိုကူးစက်လာခဲ့ပါတယ်ဂျာမန်အင်ပါယာကတဖြည်းဖြည်းနဲ့အင်အားကြီးလာပြီးတော့သူတို့ရဲ့ပြိုင်ဘက်ဗြိတိန်နဲ့ပြင်သစ်တို့နဲ့အပြိုင်နှစ်ချက်လာကြပါတယ်အထူးသဖြင့်ဂျာမန်တွေကဒီအင်အားကြီးတဲ့ဗြိတိန်တပ်ကိုရှင်ဖို့အတွက်သူတို့ရဲ့ရေတပ်ကိုလည်းဒီတုတ်ချက်လာခဲ့ပါတယ်ပြီးတော့ Austria Hungary Empire Russia Empire နဲ့ဒီ Ottoman Empire တို့ကလည်းအပြိုင်ဆိုင်နှစ်ချက်ဝါဒတွေဖြစ်နေကြတာပါအဲ့လိုဥရောပကအင်အားကြီး Empire နိုင်ငံတွေနှစ်ချက်ဝါဒတွေအပြိုင်ဆိုင်ဖြစ်နေခဲ့တဲ့အပြင်ပေါ့နော်ဒီခင်မီစင်ရေးဝါဒတွေပြီးတော့ရှုပ်ထွေးတဲ့မာမင်းပေါက်စီးမှုတွေကြောင့်အလော်ကြီးမားတဲ့စစ်ပွဲကြီးတစ်ခုဖန်တီးခဲ့ကြပါတယ်အဲ့စစ်ပွဲကဒီလူသားသမိုင်းတစ်လျှောက်အဲ့စစ်ပွဲလောက်ဆိုးရှုံးမှုကြီးမားတဲ့စစ်ပွဲမျိုးလူသားသမိုင်းမှာတစ်ခါမှမဖြစ်ဘူးခဲ့တာကြောင့်အဲ့စစ်ပွဲကိုမာစစ်ပွဲကြီးဆိုပြီးတော့ခေါ်ဆိုခဲ့ကြပါတယ်ဘယ်လောက်ထိလဲဆိုရင်ဒီအဲ့စစ်ပွဲမတိုင်ခင်ကာလနဲ့အဲ့စစ်ပွဲပြီးသွားတဲ့ကာလဟာဒီကမ္ဘာမြေပုံနဲ့ဒီကမ္ဘာပထဝီနိုင်ငံရေးကိုပါများစွာပြောင်းလဲခဲ့ပြီးတော့ကျုပ်တရားမှုတွေများစွာဖြစ်စေခဲ့တာကြောင့်ပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီပထမကမ္ဘာစစ်ကြီးအကြောင်းကိုနဲ့တိဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ပြီအဲ့တော့ပထမကမ္ဘာစစ်အကြောင်းသေးစိတ်နားလည်နိုင်ဖို့အတွက်ဒီ18ရာစုဥရောပအခြေအနေကိုကျွန်တော်တို့အရေးကြီးဖို့လိုပါလိမ့်မယ်ခင်ဗျအဲ့ဒီတော့ကဒီမြို့သားရေးဝါဒအကြီးကျယ်လွှမ်းမိုးနေတဲ့ဒီဥရောပအလယ်ပိုင်းဒေသတွေမှာဒီ Austria Hungary Empire ရှိပါတယ်ပြီးတော့သူပြီးအင်အားကြီးလာတဲ့သူတွေဂျာမန် Empire နဲ့လည်းအပြန်အလှန်မောင်မိတ်ဖွဲ့ထားပါတယ်ပြီးတော့ Russian Empire နဲ့ Balkan ဒေသနယ်မြေတွေနဲ့ဒီတူရကီအပါအဝင်ဒီအာရှကအရှေ့လယ်ပိုင်းဒေသတွေကိုကြီးစိုးထားတဲ့ Ottoman Empire ကြီးလည်းရှိပါတယ်အဲ့လိုဒီ Austria Hungary Empire Russian Empire နဲ့ဒီ Ottoman Empire တို့ကြားမှာဒီ Balkan ဒေသဆိုတာရှိပါတယ်ခင်ဗျအဲ့ဒီ Balkan ဒေသကနယ်မြေများစုကတော့ Ottoman Empire လက်အောက်မှာရှိကြတာပါနောက်ပိုင်းဒီ Ottoman Empire နဲ့ Russian Empire တို့ကြားစစ်ပွဲတွေအကြီးကျယ်ဖြစ်ပွားခဲ့ပြီးတော့အဲ့ဒီ Balkan ဒေသကနယ်မြေတွေကို Ottoman တွေကလည်းလှော်လိုက်ရပါတယ်တကယ်တော့ဒီ Balkan ဒေသကလူမျိုးစုတွေနဲ့ဒီ Russia တွေဟာပေါ့နော်လူမျိုးချင်းအဖြစ်တော်လည်းကောဒီပြည်ချင်းမှုအဖြစ်တော်လည်းကောများစွာဆက်ဆံမှုရှိကြပါတယ်သူတို့ကိုယ်ကွယ်တဲ့ဘာသာတရားကပါတူညီကြတယ်ပေါ့နော်ဒီအများစုတော့သူတို့ပါလဲOrthodox Christian ပေါ့နော်အများစုကတော့ဒီအဲ့ဒီလူမျိုးတွေက Slav လူမျိုးတွေဖြစ်ပြီးတော့ Russian Empire ဒီ Slav လူမျိုးတွေကိုများစွာကူညီပေးခဲ့ကြပါတယ် Ottoman လက်အောက်မှာဒီရာစုနဲ့ချီနေခဲ့ရတဲ့ဒီ Slav လူမျိုးတွေကနောက်ဆုံးမှာ Russian Empire ရဲ့အကူအညီနဲ့လောမြောက်ခဲ့ကြပါတယ်ဘာလင်စာချုပ်ချုပ်ဆိုပြီးနောက်မှာဒီ Balkan ဒေသမှာ Serbia နဲ့ Bulgaria နိုင်ငံဆိုပြီးတော့ပေါ်ပေါက်လာခဲ့ကြပါတယ်ဒါပေမဲ့ဒီ Bosnia Herzegovina ဆိုတဲ့နိုင်ငံကတော့လွတ်လပ်ရေးမရရှိခဲ့ပါဘူးအကြောင်းကတော့ဒီအဲ့ဒီ Bosnia ဒေသကိုဒီ Austria Hungary Empire ကလိုချင်နေခဲ့ပြီးတော့ဒီသူတို့တွေလည်းဒီအကျိုးများစွာရရှိနေတာကြောင့်ပဲဖြစ်ပါတယ်အဲ့ဒါကြောင့်ပဲဒီ Austria Hungary Empire ကဒီ Bosnia ဒေသကိုကျော်သိမ်းပိုက်လိုက်ပါတယ်အဲ့ချိန်မှာဒီ Bosnia လူမျိုးတွေကဘယ်လိုဖြစ်သွားလဲဆိုတော့သူတို့အရင်ကလည်းဒီနှစ်ပေါင်းများစွာသူများတခြားသောဒီ Empire ရဲ့ကိုလိုနီလည်းဖြစ်ခဲ့ရတယ်နောက်ထပ်လည်းတခြားသောမတူညီတဲ့ Empire တခုကလည်းထပ်ပြီးတော့သိခံရမယ်ဆိုတော့ဒီသူတို့စိတ်ထဲမှာပေါ့နော်သိပြီးတော့လက်မခံကြကြဘူးပေါ့နော်ပြီးတော့ဒီသူတို့လိုချင်တာကတော့ဒီအချို့ချာအာဏာပိုင်တဲ့နိုင်ငံတစ်ခုသူတို့ရဲ့ကိုယ်ပိုင်နိုင်ငံတစ်ခုတည်တော်ခြင်းခဲ့ပြီးတော့သူတို့ရဲ့ဗိနာကဒီလူမျိုးချင်းတူညီတဲ့ဆာဘီယာတို့နဲ့ပူးပေါင်းခြင်းခဲ့ကြတာပါအဲ့ဒီပေါ်ဆာဘီယာတွေကလည်းထောက်ခံပြီးတော့လူမျိုးမတူတဲ့ Austria Hungary Empire ရဲ့သိမ်းပိုက်မှုတွေကိုဆာဘီယာတွေကလည်းကန့်ကွက်ခဲ့ကြပါတယ်နောက်ဆုံးဒီ Bosnia မှာဒီ Austria Hungary Empire ကိုဆက်ကျင်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေပေါ်ပေါက်လာခဲ့ပါတယ်အများစုကတော့ကြောက်သားလေးတွေဖြစ်ပြီးတော့ဒီ Bosnia မျိုးသားရေးဝါဒီတွေလည်းပါဝင်ခဲ့ကြပါတယ်အဲ့နောက်1914ဂျော်လာ28ရက်နေ့မှာ Austria Hungary ရဲ့အရှိဆန် Franz Ferdinand ကဒီ Bosnia မြို့တော်ဆာရာယေဗိုကိုအလက်ပတ်ခရီးလာရောက်စဉ်မှာဒီ Bosnia တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ရဲ့လုပ်ကြတာကိုခံလိုက်ရပါတယ်အဲ့ဒီမှာဒီအရှိမေသားနဲ့သူ့ဇနီးနှစ်ယောက်စလုံးတိတ်ဆိုးသွားခဲ့ပါတယ်အဲ့နောက်မှာဒီ Austria Hungary Empire ကချက်ချင်းဒေါ်လာထွက်သွားပြီးတော့အဲ့ဒီလောက်ရဟာဒီဆာဘီယာအနေနဲ့ဆာဘီယာရဲ့ပါဝယ်ပတ်သက်မှုရှိတယ်ဆိုပြီးတော့မြင်ခဲ့ကြတာပါအဲ့နောက် Austria Hungary Empire ကဆာဘီယာကိုဓာတ်ခတ်ကန့်သတ်ချက်တွေများစွာပါဝင်တဲ့ရာဇသံကိုပေးပို့လိုက်ပြီးတော့ကလိုဆာဘီယာအနေနဲ့စစ်မတိုက်ဘူးဆို
စင်မဖြစ်ခြင်းဘူးဆိုရင်ဒီသူတို့ပေးပို့လိုက်တဲ့အချက်တွေကိုလိုက်နာဆောင်ရွက်ရမယ်ဆိုပြီးတော့တကယ်စကားပါလိုက်ပါတယ်အဲ့ဒီအချိန်မှာဆာဝီယာကလည်းအဲ့ဒီအချက်တချို့ကိုလိုက်နာနိုင်ပေမဲ့တချို့အချက်တွေကတော့လောလောကျွတ်ကျွတ်ကိုဖြစ်နေကြတာကြောင့်ဘလို့မှအဆင်ပြေတာကြောင့်ဒီစစ်ဖြစ်ဖို့သာဖြစ်လာခဲ့ပါတယ်အဲ့နောက်မှာဒီအော်စတြေးလျဟန်ဂေရီအင်ပါယာကသူတို့ပြောထားတဲ့အတိုင်းဒီဆာဝီယာကိုစတင်ကြည့်ကြော်ပါတယ်တကယ်တိုက်မယ်ဆိုရင်ပေါ့နော်ဒီအော်စတြေးလျဟန်ဂေရီအင်ပါယာအနေနဲ့သူတို့ကအင်အားအဆမတန်တာလောင်နေတာကြောင့်ပဲဒီအဲ့ဒီဆာဝီယာဒေသကိုပေါ့နော်ဆာဝီယာဆိုတဲ့နေမြေကိုဒီရပ်ပိုက်တွင်းမှာအလွယ်လေးသေးလို့ရပါတယ်ပေါ့ဒါပေမဲ့ဆာဗီယာနောက်မှာဆာဗီယာကိုသူ့ကိုကျွတ်ထောက်နောက်ခံပြူထားတဲ့ရုရှားအင်ပါယာလည်းရှိနေတာကြောင့်တိတ်မကြောင်ဘူးပါရုရှားအင်ပါယာလည်းစစ်ထဲကိုဝင်လာခဲ့ပါတယ်အဲ့လိုဆာဗီယာဘက်ကရုရှားတွေပါဝင်လာတော့ဒီအော်စတြေးလျဟန်ဂေရီအင်ပါယာဘက်ကလည်းသူ့ရဲ့မဟာမိတ်ဖြစ်တဲ့ဂျာမန်အင်ပါယာကလည်းစစ်ထဲကိုပါဝင်လာခဲ့ပါတယ်အဲ့နောက်ဒီဂျာမန်အင်ပါယာကလည်းစစ်ထဲဝင်လာတာတော့ကြောင့်ရုရှားရဲ့မဟာမိတ်ဖြစ်တဲ့ပြင်သစ်ကလည်းဂျာမန်အင်ပါယာကိုစစ်ကြင်ညာခဲ့ပါတယ်အဲ့လိုရှေ့ဥရောပမှာစစ်ပွဲတွေတဖြည်းဖြည်းကျယ်ပြန့်လာပြီးတော့ဒီဂျာမန်အင်ပါယာပေါ့ဂျာမန်အင်ပါယာကဒီပြင်သစ်ကိုအရင်သိမ်းဖို့စီစဉ်ခဲ့ပါတယ်ခင်ဗျအဲ့ဒီမှာဒီပြင်သစ်နဲ့ဂျာမနီဟာသူတို့နှစ်နိုင်ငံပေါ့နော်အလော်ရှိလျားတဲ့နေဇတ်မြေနယ်နိမိတ်တွေရှိကြပါတယ်ပြင်သစ်တွေကရှွန်းတော်ထူထားတဲ့နေဇတ်တစ်လျှောက်မှာထောက်ချောက်တွေဘိုးတွေအများပြားနဲ့ခန်းစစ်ကိုအခိုင်အမာပြင်ထားခဲ့ပြီးတော့ဂျာမန်တွေရဲ့ထိုးစစ်ကိုတားဆီးခဲ့ကြပါတယ်ဂျာမန်တွေကအဲ့လိုအန်တရများလာတဲ့ပြင်သစ်နေဇတ်ကိုဘယ်လိုမှဖျက်လို့မရမှသိရကြောင်းနောက်ဆုံးနောက်တစ်မျိုးထပ်မံစီစဉ်ရပြန်ပါတယ်အဲ့မှာဘာကိုတောက်တွေ့လဲဆိုတော့ဂျာမန်တွေကဒီအန်တရများလာတဲ့ပြင်သစ်နိုင်ငံကိုဖျက်မတိုက်ပဲနဲ့အဲ့ဒီအစားဒီဘိန်းနာကဘယ်လ်ဂျီယံကိုဖျက်ပြီးတော့ဟိုဘောရောက်တိုက်ခိုက်ဖို့ဆိုပြီးတော့ထုတ်ပြခဲ့ကြတာပါအဲ့ဒါကြောင့်ဒီဂျာမနီဟာဒီဘယ်လ်ဂျီယံကိုဖျက်တော့ခွင့်ကိုတောက်ဆိုခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီဘယ်လ်ဂျီယံဆိုရကလည်းဒီပြဿနာတွေဒီထက်ပိုကြီးလာမှဆိုတဲ့အတွက်ဒီဂျာမနီရဲ့တောက်ဆိုမှုကိုလက်မခံခဲ့ပါဘူးနောက်ဆိုမှမထူးတော့ဘူးကွာဆိုပြီးတော့ဂျာမနီကသူတို့ရဲ့စင်အင်အားအလုံးရင်းနဲ့ဘယ်လ်ဂျီယံကိုစတင်ကျူးကျော်လာပါတယ်အဲ့လိုဘယ်လ်ဂျီယံလည်းကျူးကျော်ခါရရောဒီဘယ်လ်ဂျီယံရဲ့မဟာမိတ်ဖြစ်တဲ့ဗြိတိန်ကလည်းဒီစစ်ထဲကိုပါဝင်လာခဲ့ပါတယ်အဲ့လိုနဲ့ဒီဥရောပအနောက်ဘက်ဆင်းမျက်နှာမှာဒီဗြိတိန်ပြည်သစ်မဟာမိတ်တွေကဂျာမန်တွေနဲ့ကြီးကျယ်စစ်ပွဲတွေဖြစ်သွားခဲ့ပါတယ်ဗြိတိန်နဲ့ပြည်သစ်မဟာမိတ်တွေကဂျာမန်တပ်တွေကိုတိုက်ထားတစ်ခုထိအောင်နိုင်ခဲ့ကြပေမဲ့နောက်ပိုင်းဒီကရုတ်ကျစ်စစ်ပွဲတွေကြောင့်အခက်တွေ့ခဲ့ရပါတယ်ဒီတိုက်ပွဲတွေကနိုင်ရှုံမပေါ်ဘဲနဲ့ဒီကရုတ်ကျစ်စစ်ပွဲတွေကြောင့်ပဲဒီရှေ့ဆက်တိုးလို့မရပဲဖြစ်နေခဲ့ကြပါကရုတ်ကျစ်စစ်ပွဲတွေတဖြည်းဖြည်းကျယ်ပြန့်လာခဲ့ပြီးတော့ဒီဆွစ်ဇာလန်ကနေမြောက်ဘက်ပင်လယ်ထိတောင်မှလော်ရှိလဲရတဲ့ကရုတ်ကျစ်တွေပေါ်ပေါက်လာခဲ့ပါတယ်အဲ့လိုဘယ်လိုမှရှေ့ဆက်တိုးလို့မရတော့တဲ့နောက်ဆိုဂျာမန်တွေကဘာလို့လဲဆိုတော့ဒီဓာတုလက်နက်တွေဒီအစိမ့်ငွေဘိုးတွေကိုများပြားတုပ်ပြလာခဲ့ပါတယ်ဂျာမန်တွေကသူတို့တိုက်လေရင်တွေနဲ့အစိမ့်ငွေဘိုးတွေများပြားကျက်ချခဲ့ပြီးတော့ဒီစစ်သားတွေနဲ့ဒီအဲ့ဒီစိမ့်ငွေတွေကိုရှုံးမိတဲ့ဒလိဆန်တွေအများပြားသိဆိုးခဲ့ရပါတယ်အဲ့နောက်ဒီဗီဒီပြည်သစ်မာမိတ်တွေဘက်ကလည်းဒီအစိမ့်ငွေတွေကိုကောက်ွယ်ဖို့အတွက်မျက်နှာဖိုးတွေ mask တွေကိုတုပ်ပြလာရပါတယ်အဲ့နောက်စစ်တပ်ကိုဒီ Ottoman Empire နဲ့ဒီဂျပန်တို့ကလည်းဝယ်ရောက်လာကြပါတယ် Ottoman တွေကသူတို့ရဲ့ Empire Ottoman တွေကသူတို့ရဲ့ရန်သူဖြစ်တဲ့ Russian Empire ကိုတိုက်ခိုက်ဖို့အတွက်ဒီ Austria-Hungary Empire ကနေပြီးတော့ဝင်တိုက်ပေးခဲ့ပါတယ်အဲ့လိုနဲ့ဒီစစ်ပွဲတဖြည်းဖြည်းနဲ့ခြေချလာတဲ့အများတဖြည်းဖြည်းကျယ်ပြန့်လာခဲ့ပါတယ်ဒီအဲ့နောက်မဟာမိတ်တွေဘက်ကနေပြီးတော့နောက်ထပ်အင်အားကြီးနိုင်ငံတစ်ခုပါဝင်လာခဲ့ပါတယ်အဲ့ဒါကတော့အီတလီပေါ့နော်အရင်ကတော့ဒီ Austria-Hungary Empire ဘက်ကဆိုမဲ့အဲ့ဒီမှာဒီအီတလီလူမျိုးတွေအများဆုံးနေထိုင်တဲ့ဒီ Austria-Hungary Empire နယ်မြေရှိပါတယ်အဲ့နယ်မြေကိုဒီဗြိတိရှတွေကပေါ့နော်ဒီအကယ်လို့ဒီအီတလီနေနဲ့ဒီစစ်နိုင်မယ်ဆိုရင်အဲ့နယ်မြေတွေကိုပိုင်ရမယ်ဆိုပြီးတော့အီတလီကိုကတိကဝတ်ပြုခဲ့ပါတယ်အဲ့နောက်ဗြိတိရှတွေကရှေ့လက်ပိုင်းကဒီ Ottoman လက်အောက်မှာရှိတဲ့ Arab နဲ့ Jew တွေကိုအကယ်လို့ Ottoman Empire ကိုဆန့်ကျင်တိုက်ခိုက်ကြမယ်ဆိုရင်စစ်ကြီးအောင်မြင်သွားတဲ့အခါအဲ့နယ်မြေတွေကိုဒေသခံလူမျိုးတွေစီကိုပိုင်ပေးမယ်ဆိုပြီးတော့ကတိကဝတ်ပြုခဲ့ကြပါတယ်အဲ့လိုဗြိတိရှတို့ရဲ့သွေးခွဲရေးဗျူဟာကလည်းအလောလုံးပြက်ခဲ့ပြီးတော့အရှေ့လက်ပိုင်းစစ်မီဟာဒီအရှေ့လက်ပိုင်းဒီကျွန်တော်တို့အာရှဘက်ထိပါရောက်လာခဲ့ပါတယ်ဒီပင်လယ်ပြင်တိုက်ပွဲတွေမှာဆိုရင်လည်းအလောပြစ်ထန်နေခဲ့ပြီးတော့ဂျာမန်တွေရဲ့ရေမြုပ်မိုင်းတွေကြောင့်ပဲပြည်သစ်ဗြိတိန်မာမိတ်တွေရေတပ်ဘက်ကအလောထိနာနေခဲ့ပါတယ်အဲဒီအချိန်မှာဂျာမန်တွေကနောက်ဆိုးပေါ်ရည်သွေးမြင့်သူတို့ရဲ့ရေငုပ်တင်ပေါ်တွေကိုတုပ်ပြလာပြီးတော့သူတို့ရဲ့တော်ပီဒိုတွေကဒီမာမိတ်ရေတပ်တွေကိုများစွာထိနာစေခဲ့ပါတယ်အဲနောက်ဂျာမန်တွေကဒီပင်လယ်ရောက်စစ်ပွဲမှာအသာစီးရလာတာနဲ့အမျှဒီမာမိတ်တွေကိုပြီးသက်ချေမှုပြီးတော့အင်္ဂလန်ကိုပါသိပ်ဖို့ထိကြံရလာခဲ့ပါတယ်အဲဒါကြောင့်ဂျာမန်ရေတပ်ဟာဒီပင်လယ်ပြင်ရေပန်းတဲ့တွေမှာတွေ့ရလှိမ့်သင်းပေါ်အမှန်တမ်းအကုန်လုံးကို
ဖောက်ခွဲပစ္စည်းပစ်ခဲ့ကြပါတယ်အဲ့ဒီချိန်မှာမထင်မှတ်ပဲနဲ့ခရီးသည်တင်ပေါ်တစီဖောက်ခွဲပစ္စည်းခံလိုက်ရပြီးတော့အဲ့ဒီထက်မှာအမေရိကန်ပြည်သူ100လောက်ပိတ်ဆို့ခဲ့ရပါတယ်အဲ့ဒီသတင်းကိုကြကြချင်းချက်ဆိုသလိုဒီဂျာမာတွေရဲ့လိုရကိုအမေရိကန်တွေလည်းကြားရောချက်ဆိုသလိုပဲဒီအခြေလိုကြားနိုင်ငံပြည့်ရှိနေခဲ့တဲ့အမေရိကန်ကလည်းစစ်ပွဲတွေကိုရရှိလာခဲ့ပါတယ်အမေရိကန်စစ်ပွဲတွေကိုရရှိလာမှပဲဒီစစ်ပွဲရဲ့အလိုက်ပြောက်ကိုစတင်ဖြစ်ပေါ်လာစေခဲ့တာပဲဖြစ်ပါတယ်ခင်ဗျအမေရိကန်ဗြိတိန်ပြည်သက်မာမိတ်တွေကနောက်ဘက်စစ်မျက်နှာမှာဂျာမာတွေကိုတဖြည်းဖြည်းတိုက်ထုတ်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ရှေ့ဘက်ရုရှားစစ်မျက်နှာမှာတော့သူမတောင်ကိုမသားအချိန်တွေနဲ့နှစ်ဖက်စလုံးအထိနာနေခဲ့ကြပါတယ်အဲ့လိုနဲ့စစ်ပွဲအချိန်ကြာလာတဲ့အမျှရုရှားဟာတော်လှန်ရေးတွေပေါ်ပေါက်လာပြီးတော့စစ်ပွဲကနေနှုတ်ထွက်ဖို့ဖြစ်လာခဲ့ပါတယ်ရုရှားမှာဒီအကြောက်ကတော့ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ရုရှားမှာပေါ့နော်စစ်အတွင်းမှာပေါ့နော်ရုရှားရဲ့စစ်တီ9သန်းလောက်ပဲဆိုးခဲ့ရပြီးတော့ဒီစီးပွားရေးတွေကျဆင်းလာပြီးတော့ကိုယ်စင်းမှုတွေအကြီးကျယ်မြင့်တက်လာတဲ့ကြောက်ပဲဖြစ်ပါတယ်ခင်ဗျအဲ့လိုရုရှားတော်လှန်ရေးပေါ်ပေါက်လာပြီးတော့ဒီရုရှားကလည်းစစ်တပ်ကနေပထမဆုံးနှုတ်ထွက်သွားခဲ့ရတာပါအဲ့ဒီရုရှားတော်လှန်ရေးကြောက်ကိုကျွန်တော်ဗီဒီယိုတစ်ပုတ်လုပ်ပြီးတော့တက်ဆက်လာရှိပါတယ်ခင်ဗျအဲ့နောက်ရှေ့လေဘက်ကတော်လှန်ရေးတွေကြောက်အော်တိုမန်အင်ပါယာလည်းပြိုလဲသွားပြီးတော့စစ်ပွဲတွေကနေထပ်မံနှုတ်ထွက်သွားခဲ့ပါတယ်အော်စတြေးလျဟန်ဂေရီအင်ပါယာလည်းပြိုကွဲသွားပြီးတော့သူတို့ရဲ့နယ်မြေတွေမှာအော်စတြေးလျနိုင်ငံဟန်ဂေရီနိုင်ငံချက်ကိုစလိုဗက်ကီးယားနဲ့ယူဂိုစလာဗီးယားဆိုပြီးတော့နိုင်ငံသက်တွေပေါ်ပေါက်လာခဲ့ပါတယ်အဲ့နောက်ဆုံးကြန့်ရှိနေတဲ့ဂျာမနီတွေကလည်းဗြိတိန်နဲ့မာမိတ်တွေရဲ့စီးပွားရေးပိတ်ဆို့မှုတွေနဲ့ဂျာမန်တပ်တွေအားနည်းလာတာကြောင့်နောက်ဆုံးမှာဂျာမန်တွေလက်နက်ချသွားခဲ့ပါတယ်ထက်ခွက်တစ်ဆက်ရှိဂျာမန်တွေလက်နက်ချသွားပြီးတော့မာမိတ်တွေကဒီကြီးလေးတဲ့ရေးယူတက်ခတ်မှုတွေပါဝယ်တဲ့ဘာစစ်စာချုပ်ကိုချုပ်ဆိုခဲ့ကြပါတယ်အဲ့လိုဂျာမန်ပေါ်ကြီးလေးတဲ့ရေးယူတက်ခတ်ပိတ်ဆို့မှုတွေပါဝယ်တဲ့ဘာစစ်စာချုပ်ကြောင့်ပဲဂျာမန်အင်ပါယာပြိုလဲသွားပြီးတော့ဂျာမန်လူထုကြက်တဲ့နဲ့နောက်တစ်ချိန်ဒုတိယကမ္ဘာစစ်ဖြစ်ပွားဖို့အတွက်ဟစ်လာနဲ့နာဇီဆောရောက်တွေကိုပေါ်ပေါက်လာစေခဲ့ပါတယ်အဲ့လိုဟစ်လာနဲ့နာဇီဝါဒကြောင့်ကိုကျွန်တော်အရင်ဗီဒီယိုတစ်ပုဒ်မှာတင်ဆက်ပေးထားတာရှိပါတယ်ခင်ဗျပထမကမ္ဘာစစ်ကြီးကကျွန်တော်တို့လူသားသမိုင်းဟာမှာအလော်လေးကိုဆိုရှယ်မှုကြီးမားတဲ့စစ်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်စစ်ဖြစ်ပွားခဲ့တဲ့လိမ့်နေတာကာလအတွင်းမှာဒီစစ်တီအရေးပြ73သန်းသိမ်းဆိုးခဲ့ပြီးတော့ဒီစစ်ဇေယျပေါ့နော်စစ်ကြီးရဲ့ဇေယျဆိုရှယ်မှုကလည်းအလော်လေးကိုကြီးမားခဲ့ပါတယ်အဲ့ဒါပြင်စစ်ကြီးကြောင့်ကမ္ဘာအင်အားကြီးအင်ပါယာတွေပြိုလဲသွားခဲ့ရပြီးတော့ကြာရှိနေသေးတဲ့အင်ပါယာတွေကလည်းအတော်လေးကိုအားနေသွားခဲ့ကြပါတယ်အဲ့ဒါပြင်ပြီးပထမကမ္ဘာစစ်ကြီးကဒီကမ္ဘာပထဝီနိုင်ငံရေးနဲ့ကမ္ဘာမြေပုံကိုပြန်လည်ရေးဆွဲခဲ့ပြီးတော့ခေတ်သစ်တစ်ခုရဲ့အပြောင်းလဲကိုဖြစ်စေခဲ့ပါတယ်ဒါပေမဲ့ပထမကမ္ဘာစစ်ကြီးပြီးနောက်နိုင်ငံအတွင်းမှာအဲ့ထက်ကြီးမားတဲ့ဒုတိယကမ္ဘာစစ်ကြီးထပ်မံဖြစ်ပွားခဲ့ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာအဆုတ်တီအခြေပိတ်ကြည့်ပေးကြတော့ကျေးဇူးတင်ပါတယ်နောက်ထပ်ပိုကောက်တဲ့ဗီဒီယိုတစ်ပုဒ်နဲ့ပြန်လည်ဆိုလို့ကြတာပေါ့အားလုံးပဲစီပေးကြပါစေခင်ဗျာ